အားလုံးပဲမင်္ဂလာပါဒီနေ့တော့တမန်ကျမ်းစာတော်မြတ်စတင်ဖြစ်ပေါ်လာပုံမိတ်ဆွေတို့တီးဖို့ရန်အတွက်မျှဝေပေးချင်ပါတယ်တမန်ကျမ်းစာတော်မြတ်စတင်ဖြစ်ပေါ်လာပုံကြည့်မယ်ဆိုရင်တမန်ကျမ်းစာ66အုပ်ကိုစတင်ရေးသားသူလူပုဂ္ဂိုလ်အယောက်40ကျော်ရှိပါတယ်ဒီပုဂ္ဂိုလ်တွေဟာတစ်ချိန်တစ်ခေတ်တစ်ကာလမှာရှိနေကြသူတွေတော့မဟုတ်ခဲ့ပါဘူးနှစ်ပေါင်း1600ဂျားကာလတွင်မှာရှိနေခဲ့ကြတဲ့သူတွေပါသူတို့ကယစ်ဘရဟိတ်တွေဖြစ်သူရောဖတ်ဖြစ်သူတွေရှင်ပြန်ဖြစ်သူတွေဘာသာတရားအားတန်တဲ့သူတွေဆရာဝန်အညတရလူဒန်းစားလို့ခေါ်ဆိုနိုင်တဲ့ဒိုးထိန်တွေတငါတွေအခွန်ခံသူတွေပါနေပါတယ်ဒါကြောင့်လူဒန်းစားအလွှာဆုံးပါဝင်နေကြောင်းတွေ့ရပါတယ်ဒီပုဂ္ဂိုလ်တွေကကျမ်းစာကိုရေးတယ်လို့ပြောရမှာဖြစ်ပေမဲ့တေချာဖတ်ရှုဆင်ခြင်လိုက်ရင်သူတို့ရဲ့နောက်ကွယ်မှာပုဂ္ဂိုလ်တူရှိနေကြောင်းသိတာသင်ရှားလာပါတယ်အဲ့ဒီပုဂ္ဂိုလ်ဟာကဘာမိုးမြေကိုဖန်ဆင်းတဲ့ထာဝရဘုရားပဲဖြစ်ပါတယ်ဒါကြောင့်မို့ဒီတမန်ကျမ်းစာအုပ်66အုပ်အပြီးဖြစ်လာတဲ့အခါမှာတို့ကျမ်းစာရှိသမျှတို့ဒီဘုရားသခင်မုတ်တွန်းတော်မူသောအားဖြင့်ဖြစ်၍တို့မှတ်တမ်းတင်ထားပါတယ်ဟုတ်ပါတယ်ရေးသားသူတွေကရေးသားဖို့မှတ်သားဖို့အားထုတ်တိုင်းမှာရေးသားခွင့်မရကြပါဘူးမိန့်ပေးသူရဲ့အခွင့်ရှိမှသာရေးသားနိုင်ခဲ့ကြတာပါဒါကြောင့်ဒီတမန်ကျမ်းစာအုပ်ကိုဘုရားသခင်ကလူသားတွေကယ်တင်ခြင်းရဖို့အရေးလိုအပ်တဲ့လောက်တာရေးသားစေပြီးမှမုတ်တွန်းခြင်းဆိုတဲ့ inspiration ဆက်သွင်းလိုက်တာပါဒါကတမန်ကျမ်းစာရဲ့အစဖြစ်ပေါ်လာပုံပဲဖြစ်ပါတယ်ဒီနေရာမှာတမန်ကျမ်းစာတော်မြတ်ကိုဘယ်ဘာသာစကားနဲ့စတင်ရေးသားခဲ့ပါသလဲဆိုတဲ့အကြောင်းမိတ်ဆွေတို့တီးဖို့ရန်အတွက်ဆက်လက်ဖော်ပြပေးချင်ပါတယ်ဒီကျမ်းစာတော်မြတ်ကအပိုင်းတစ်ပိုင်းရှိပါတယ် Old Testament ဆိုတဲ့အပိုင်းကဟေဘဲဘာသာစကားနဲ့ရေးပြီး New Testament ဆိုတဲ့အပိုင်းကတော့ဟေလဒပဂရိဘာသာစကားနဲ့ရေးသားထားတာပါအဲ့ဒီမှာတိမတ်တင်တာကတမန်တစ်ကျမ်းကဂရိစာသားနဲ့ရေးသားခဲ့ပြီမယ်ခင်ယေရှုဟောကြားအသုံးပြုတဲ့စကားကတော့လက်တင်အာရဗီစကားဖြစ်ပါတယ်ဒါကတော့ဒီကနေ့ခရစ်ယာန်တွေအနေနဲ့သက်ဝင်ယုံကြည်ဖတ်ရှုတဲ့တမန်ကျမ်းစာတော်မြတ်ဖြစ်ပေါ်လာပုံနဲ့ရေးသားခဲ့ပုံဖြစ်ပါတယ်ဒီလိုဘုရားရှိတဲ့အကြောင်းအရာတွေကိုပို့ပြီးမိတ်ဆွေတို့သိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့ရအောင်တောင်းဆိုချင်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာရှင်လန်းကြပါစေဗျာ